လှပတဲ့သွင်းကိုနဲ့ပြန်လည်နိုးကြားပြလိုက်တဲ့အန်ဒရစ်လက်တလုံးဥရောပဘောလုံးလောကမှာအယုံဆိုင်မှုအများဆုံးရရှိထားတဲ့သွင်းကိုတကူပေါ်ထွက်လာပါတယ်။တိုင်အောင်မှာအငှားထွက်ကစားနေတဲ့ရီယယ်နဲ့ဘရာဇီးလူငယ်တိုက်စစ်မှုအန်ဒရီရဲ့လှပတဲ့သွင်းကိုပါအန်ဒရီတို့ဒီကူကပွဲရလက်တစ်ခုထပ်ပို့ခဲ့ပြီးသူ့ရဲ့ကလပ်သင်းအနာဂတ်နဲ့နိုင်ငံသင်းမှာရွေးချယ်ခံရရေးအတွက်လည်းအရေးပါစေခဲ့တာပါ။တကယ်တော့အန်ဒရီတယောက်ဒီသွင်းကိုမတိုင်မီတွေကလိုင်းကိုရောက်ပြီးနောက်ပြန်ပြီးတော့တောက်နေခဲ့တာဖြစ်ပါတယ်။ခုဆိုပြန်ပွဲဆုံး9ပွဲမှာ9ဂိုးထိသွင်းကဖန်တီးမှုလည်းတစ်ချိန်ပြုလုပ်ထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဂျာရဲ့ပြည်တွင်းဖလားပွဲဖြစ်တဲ့လီဂူ2မှာလာဗာသင်းရဲ့ပွဲအားလိုင်အောင်အတွက်တော့လွယ်မယောင်နဲ့ခက်ခဲတဲ့ပွဲဖြစ်ပြီးအဲဒီပွဲမှာတပွဲလုံးအားကိုသုံးပြီးကစားခဲ့တဲ့အန်ဒရီရဲ့မိနစ်80သွင်းကိုချောင်းသာလျှင်လိုင်အောင်တို့နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ဒီကိုမှာအန်ဒရီရဲ့ပြေးွားတဲ့ယုံကြည်မှုညံဆန်တဲ့ဆုံးဖြတ်နိုင်စွမ်းအားပါလုံးနဲ့ကန်ချက်တိကျတဲ့အဆုံးသတ်နိုင်စွမ်းတွေကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီလိုချက်တွေကြောင့်ပဲလက်တလုံးမှာတော့ပရိသတ်တွေနဲ့သုံးသက်သူတွေကြားမှာဝန်နဂိုလ်လို့ချီးကျူးခံနေရတာဖြစ်ပါတယ်။ဒီကိုကြောင့်ပဲမိခင်ကလေးရီယယ်မက်ဒရစ်အသင်းမှာလည်းကြီးမားတဲ့တုံ့ပြန်မှုတချို့ရှိခဲ့ပြီးအထူးသဖြင့်အန်ဒရီရဲ့တနိုင်ငံသားတွေဖြစ်တဲ့ဗီနီစီယာဂျူနီယာနဲ့ရူရီဒိုလိုထိပ်တန်းကစားသမားတွေကလူမှုကွန်ရက်တွေမှာအန်ဒရီကိုအနာဂတ်ကျေပွင့်တကယ်ကိုအန်ဒီယန်ရှိတဲ့တိုက်စစ်မှုဆိုပြီးလဲချီးကျူးဂုဏ်ပြုခဲ့ကြသေးတာပါဒီလိုချီးကျူးမှုတွေကရီယယ်မက်ဒရစ်အနာဂတ်စီမံကိန်းထဲမှာအန်ဒရီရဲ့အရေးပါမှုကိုပုံမထင်ရှားစေခဲ့တာလည်းဖြစ်ပါတယ်။ဘာဖြစ်ဖြစ်အန်ဒရီလိုကိုစားအပြည့်အဝရှိတဲ့လူငယ်ကစားသမားလေးအတွက်ပွဲကစားချိန်များဖို့လိုင်းကိုခဏထွက်ခဲ့ခြင်းကအဆက်မပြတ်လင်းဖို့အန်ကိုက်ဖြစ်စေခဲ့တာပါပဲ။လက်ရှိအငှားကစားနေရတဲ့အခြေအနေနဲ့ဆွမ်းဆောင်ရည်ရပွဲနေငယ်တွင်ကိုရီသွင်းလာနိုင်သလိုယုံကြည်မှုပုံမြင့်တက်လာကပွဲပေါ်သူ့ရဲ့တက်ရောက်မှုကြီးလာတာတွေကတော့တိတာနေတဲ့ဖွံ့ဖြိုးမှုတွေပါပဲ။အန်ဒရီရဲ့လက်ရှိဆွမ်းဆောင်ရည်ကဘရာဇီးအမျိုးသားအသင်းတွေမှာစဉ်းစားစရာအချက်တစ်ခုဖြစ်လာပြီးအထူးသဖြင့်လာမယ့်2026ကမ္ဘာဖလားကိုမျှော်လင့်နေတဲ့ဘရာဇီးအသင်းအတွက်အန်ဒရီကတိုက်စစ်ပိုင်းမှာအစားထိုးနိုင်မဲ့လူငယ်အင်အားစုတစ်ခုဖြစ်ပြန်လည်ခေါ်ယူနိုင်ခြင်းများလာတယ်လို့လည်းဘောလုံးသုံးသက်သူအများစုကတော့မှတ်ချက်ပေးနေပြီလေဖြစ်ပါတယ်။အန်ဒရီရဲ့လှပတဲ့သွင်းကိုတကူဟာကလပ်သင်းနာဂတ်ရီယယ်မက်ဒရစ်ရဲ့စီမံကိန်းဘရာဇီးအမျိုးသားအသင်းရဲ့ရွေးချယ်မှုအားလုံးပေါ်တက်ရောက်မှုရှိစေခဲ့ပြီးဘောလုံးလောကအတွင်းအနာဂတ်ကျေပွင့်တစ်ခုဖြစ်သူ့နာမည်ကိုပုံမတောက်ပလာစေပြီလေဖြစ်ပါတယ်။ M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ